စာဝဲထုံးဟပ် program 한국 사회의အခန်း 1 한국의 산진 ကိုရီးယားနိုင်ငံ၏သင်္ကေတအပိုင်း 2 ဖြစ်ပါတယ်အပိုင်း 2 한국의 국화와 문자는 무엇일까? ကိုရီးယားနိုင်ငံ၏နိုင်ငံတော်ပတ်နှင့်စာပေအခရာကဘာဖြစ်ပါသလဲ 한국의 국화 ကိုရီးယားနိုင်ငံ၏နိုင်ငံတော်ပန်း 한국을 상징하는 꽃은 무궁화이다. ကိုရီးယားနိုင်ငံကိုကိုးစားပြုတဲ့ပန်းကတော့မုကွန်းဝါဖြစ်ပါတယ်무궁화는 영원히 피고 또 피어서 지지 않는 꽃이라고 뜻을 담고 있다. မုကွန်းဝါရဲ့အဓိပ္ပာယ်ကထာဝရပွင့်လန်းပြီးထပ်ခါပွင့်နေတာမို့မညှို့နွမ်းတဲ့ပန်းဆိုတာကိုဖော်ညွှန်းပါတယ် 실제로 무궁화는 보통 10월에서 10월 사이에 매일 꽃이 피었는데 나무 하나에서 약 2,000여 개의 꽃 송이가 핀다. တကယ်တော့မုကွန်းဝါဟာပုံမှန်အားဖြင့်ဇူလိုင်လကနေအောက်တိုဘာလအတွင်းနေ့စဉ်ပွင့်လန်းနေပြီးတစ်ပင်တစ်ပင်ထဲကနေပန်းပွင့်ပေါင်း 2,000 ခန့်ပွင့်လန်းလေ့ရှိပါတယ် 무궁화는 오래전부터 나라를 상징하는 꽃으로 사랑받아 왔다. 무궁화ကိုရှေ့ယခင်ကတည်းကနိုင်ငံတော်ကိုကိုးစားပြုတဲ့ပန်းအဖြစ်ချစ်ခင်မြတ်နိုးလာခဲ့ကြပါတယ် 무궁화와 태국의 모양을 기초로 하여 국가의 권위를 상징하는 국가 문장이 만들어졌으며 나라의 염려한 문서, 홈장, 대통령표 참장, 여관 등에 활용되고 있다. 무궁화는 태국기비의 본드랑고 치감비နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကိုကိုးစားပြုတဲ့နိုင်ငံတော်တစ်စိတ်ကိုဖန်တီးပြီးနိုင်ငံရဲ့အရေးကြီးတဲ့စာရွက်စာတမ်းတွေဂုဏ်ထူးဆောင်တစ်စိတ်တွေသမ္မတဆုချီးမြှင့်လွှာတွေနိုင်ငံကူးလက်မှတ်တွေအပါအဝင်အခြားနေရာတွေမှာလည်းအသုံးပြုလျက်ရှိပါတယ် 한국의 문자 코리아နိုင်ငံ၏စာပေအခရာ 대한민국 고유 문자의 한글은 1444년 조선의 세종대왕이 만들었다. ကိုရီးယားနိုင်ငံရဲ့ကိုယ်ပိုင်အခရာစာလုံးဖြစ်တဲ့ 한국ကို 1443 ခုနှစ် 조선ခေတ်ရဲ့ 세종ဘုရင်က တီထွင်ဖန်တီးခဲ့ပါတယ်. 한글의 자음은 혀, 목, 이습 등 방언기관의 모양의 몸은 하늘, 땅, 사람의 모양의 본더 만들었다. ကိုရီးယားစာအခရာဖြစ်တဲ့ 한국의 비스လုံးတွေကို 샤, 레정,နှုတ်ခမ်းစတဲ့အတန်းထွက်အစိတ်ပိုင်းတွေရဲ့ပုံသဏ္ဍာန်ကိုအတူယူပြီးတော့၎င်း တရစလုံးတွေကိုတော့ ကောင်းကင်, မြေကြီး, လူရဲ့ပုံသဏ္ဍာန်တွေကိုအတူယူပြီးတော့၎င်း တီထွင်ခဲ့တာဖြစ်ပါတယ်. 자은 14개과 모은 10개 모두 24개의 문자로 조합하여 모든 글자를 만들 수 있다. 비설리လုံးနဲ့ တရ10လုံး 수수ပေါင်း 24လုံးသောစာလုံးတွေကိုပေါင်းစပ်ပြီး စာအလုံးကို ဖန်တီးနိုင်ပါတယ်. 글자를 만드는 원리가 간단하고 과학적이어서 한글은 배우기 쉬고 사용하기에 편리하다는 평가를 받고 있다. စာလုံးတွေကို ဖန်တီးတဲ့မူလသဘောတရားက ရိုးရှင်းပြီး သိပ္ပံနိကြတာကြောင့် ကိုရီးယားစာအခရာဖြစ်တဲ့ 한국ဟာ သင်ယူရတာလွယ်ကူပြီး အသုံးပြုရအဆင်ပြေတယ်လို့ အကဲဖြတ်ခံရပါတယ်. 세종대왕이 학자들과 함께 만든 제 헌민장문 헬리에본에는 한글을 만든 목적을 밝히고 있는데 그것은 글을 읽고 줄 모르는 백성이 쉽게 배울 수 있는 글자를 만드는 것이다. 세종ဘုရင်က ပညာရှင်တွေနဲ့အတူပူးပေါင်းပြုစုခဲ့တဲ့ 헌민장원 헬리에본လို့အမည်ရတဲ့ စာအုပ်မှာ ကိုရီးယားစာကိုတီထွင်ခဲ့တဲ့ရည်ရွယ်ချက်ကိုဖော်ပြထားပြီး အဲ့ဒီရည်ရွယ်ချက်ကတော့ စာမဖတ်တတ်တဲ့ပြည်သူတွေလွယ်လွယ်ကူကူသင်ယူပြီး ရေးသားအသုံးပြုနိုင်မဲ့စာလုံးတွေကို ဖန်တီးဖို့ပဲဖြစ်ပါတယ်. 헌민장원 헬리에본이 만들어진 날을 기념하여 10월 9일에 한글날로 정해 기념하고 있다. 헌민장원 헬리에본 사업ကိုပြုစုပြီးစီးခဲ့တဲ့နေ့ကိုအထိမ်းအမှတ်ပြုပြီး အောက်တိုဘာလ 9 ရက်နေ့ကို
ကိုရီးယားစာအခရာနေ့အဖြစ်သတ်မှတ်ကျင်းပလေ့ရှိပါတယ်။ 유네스코에서도 이 책을 세계 기록유산으로 지정하였고 세계 곳곳에서 문 앞 업에는 대공이 곰사랑이나 남체에게 세종대왕상이라는 이름의 상을 주고 있다. 유네스코가 လည်းဒီစာအုပ်ကိုကမ္ဘာမှတ်တမ်းအမွေအနှစ်အဖြစ်သတ်မှတ်ခဲ့ပြီးကမ္ဘာတဝန်းမှာစာမတတ်သူပပျောက်ရေးအတွက်ကြီးမားတဲ့ပံ့ပိုးကူညီမှုတွေပြုခဲ့တဲ့ပုဂ္ဂိုလ်တွေနဲ့လူဖွဲ့စည်းတွေကိုစေကျုံဒေဝမ်ဆန်အမည်ရှိတဲ့ဆုတွေကိုချီးမြှင့်ပေးအပ်လျက်ရှိပါတယ်အာရာဒူမျိုးဂျိုအာယိုကုကျောင်းဤကိညွန်းရှိကုပ္ကျေဟိစာစပေါ်ချူကျောင်းကီနောအော်တကဲရှိချဟာကာနိုင်ငံတော်မြို့သားရုံးမိရဲ့အထိမ့်မှတ်ပွဲနိုင်ငံတော်ပွဲတော်အားကစားပြိုင်ပွဲတွေဘယ်လိုစတင်ကြပါသလဲ한국에서는 좀요한 행사를 할 때 국기, 태국기에 대한 경례를 한다. 이때 국기에 대한 맘새를 함께 하기도 한다. 코리아နိုင်ငံတွင်ရေးပါသောပွဲများကိုကျင်းပသည့်အခါနိုင်ငံတော်အလံ태국기ကိုလိပ်ပြုကြသည်ဤသို့ပြုစဉ်နိုင်ငံတော်အလံအပေါ်သစ္စာပြုခြင်းကိုလည်းအတူပြုလုပ်လေ့ရှိသည် 국기에 대한 경례နိုင်ငံတော်အလံကိုအလေးပြုခြင်းချာလျော့ဂျာဆေဆိုရှီဆောင်ကိုဂုကီရိုရန်ဟာကိုအိုရွန်ဆောင်နုဖြောစောဝင်းကျိုကာဆွန်မဲဒမ်ဒါတမတော်စစ်တီအနေထားဖြစ်သောတတ်မှတ်တတိအနေထားတွင်နှလုံးများသည်နိုင်ငံတော်အလံကိုကြည့်ရှုနေရမည်ဖြစ်ပြီးညာဘက်လက်ကိုဖြန့်၍ဘဲဘက်ရင်အုပ်ပေါ်သို့တင်ထားရမည်ဂုကီရဲ့တေဟန်မန်ဆေနိုင်ငံတော်အလံပေါ်သစ္စာပြုခြင်းနာနွန်자랑스러운 태국기 앞에 자유롭고 정의로운 대한민국의 무고한 영광을 위하여 충성을 다할 것을 굳게 답증합니다. ကျွန်ုပ်သည်ဂုဏ်ယူဖွယ်ရာနိုင်ငံတော်အလံရှိမောက်၌လွတ်လပ်၍တရားမျှတသောကိုရီးယားသမ္မတနိုင်ငံ၏မကုံဆုံးနိုင်သောဘုံကျစ်သည့်အတွက်သစ္စာဆောင်သိမှုအပြည့်အဝပေးမည်ဖြစ်ကြောင်းခိုင်မာစွာကတိသစ္စာပြုပါသည်